ဒီသားသမီးများအတွက်ကျမရဲ့ငမြဆိုင်းကစမတ်စင်လိုက်တဲ့ရဲ့တဲတော့တလားစာတဲတော့ဟော်ဂိန်းလေးဖြစ်ပါတယ်အဲ့တော့တလားစာတဲတော့ဟော်ဂိန်းလေးဖြစ်တဲ့အတွက်မိတို့ရဲ့အကောင့်တွေထဲမှာလည်း share ထားလို့ရတယ်လို့ဟလာမမီတဲ့သူတွေကဒီ page မှာလည်းငမြဆိုင်း page မှာလည်းနေသားအလိုက်ကိုအားလုံးကိုဝင်ကြည့်လို့ရပါတယ်နောက်တစ်ခုကငမြဆိုင်းရေ TikTok မှာလည်းဝင်ကြည့်လို့ရပါတယ်เนาะ TikTok မှာလည်းနေသားတစ်ခုချင်းစီလိုက်တင်ပေးထားတာဖြစ်ပါတယ်เนาะကဲအခုကတော့တနင်္ဂနွေနေ့ကနေစလိုက်ပါမယ်ရှင်တနင်္ဂနွေသားသမီးများရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးကိစ္စဥပဒေကိုကျွန်မအနေနဲ့စတင်ပြီးဟောပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့ခင်ဗျားအားလုံးပဲတနင်္ဂနွေသားသမီးရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးဒီတဲတော့ကက်ကလေးကဘာပြောမလဲဆိုတာကိုစောင့်ပြောပြကြပါနော်အခုပဲပြောမှာငါစောင့်ပြောကြမှာတော့အခုပဲကဲဟုတ်ပြီတနင်္ဂနွေသားသမီးများတဲ့နော်ဝေချင်းလာပါနဲ့ပတ်သက်လာလို့ရှိရင်တော့စိတ်ထဲမှာတော့နည်းနည်းလောဘကြီးနေတတ်တယ်။ဟိုလှုပ်လဲလှုပ်ချင်းဒီလှုပ်လဲလှုပ်ချင်းဖြစ်နေတတ်တယ်တဲ့။တစ်ခုတည်းပိုတဲ့အလောက်ကံမျိုးလောက်ကံရတတ်တယ်တဲ့နော်။တစ်ခုတည်းပိုတဲ့အလောက်ကံမျိုးတစ်ခုတည်းပိုတဲ့အလောက်ကံမျိုးလေးတွေလောက်ကံရတတ်တယ်တဲ့။ကိုယ့်ရဲ့မိဟောင်းနေမိတ်သက်တွေစီးပွားရေးရဆိုနော်။မိဟောင်းနေမိတ်သက်တွေနှစ်ဖက်နှစ်လမ်းကနေပြန်ပြီးတော့ဝင်လာတတ်တယ်တဲ့အဆက်အသွယ်ရတတ်တယ်။အဲ့တော့ငွေကြေးတက်လာပါနဲ့ပတ်သက်လာလို့ရှိရင်တဲ့ကိုနဲ့ပတ်သက်ဆက်နေတဲ့သူတွေနဲ့ဟလာအလောက်ကိုင်ပူးတွဲလောက်ကိုင်ရခြင်းရှယ်ယာထည့်ခြင်းသို့မဟုတ်ငွေကြေးရင်းနှီးမြှုပ်နှံခြင်းတွေကိုပြုလုပ်ရတဲ့အချိန်အခါမျိုးဖြစ်နေတတ်တယ်တဲ့အလောက်တစ်ခုကနေတစ်ခုကိုလည်းပြောင်းလဲခြင်းတွေပေါ်တတ်တယ်တဲ့နော်အလောက်ကိုလည်းအပြောင်းလဲတွေလုပ်ခြင်းတွေပေါ်တတ်တယ်တဲ့မြစ်တာရင်းနဲ့ပတ်သက်လာလို့ရှိရင်လည်းအဲ့လိုပဲတဲ့စီးပွားရေးပြောင်းလဲလောက်ကိုင်ညာဟလာဘာမှမဖြစ်ဘူးပဲလို့တဲ့အခြေအနေနဲ့ပတ်သက်လာလို့ရှိရင်လည်းတဲ့တဝူးတဲ့ကိုတဲ့အခြေအနေကိုကြုံတွေ့ရတတ်တဲ့အခြေအနေမှာအခုလက်ရှိအခြေအနေကိုစိတ်ညစ်တာတွေစိတ်ကုန်တာတွေဖြစ်နေတတ်တဲ့အိမ်ကြီးရတော့ဘာမှတော့အရင်မကြည့်ဘူးဒါပေမဲ့တကြက်ကြက်တော့ဖြစ်နေပြီတဲ့နော်တကြက်ကြက်တော့ဖြစ်နေတယ်တဲ့လာခရနေတစ်ကနေရှိရံဖြစ်လိုက်တစ်ကနေရှိပြဿနာတက်လိုက်ပေါ့ဒါမျိုးလေးတွေဖြစ်နေရတတ်တဲ့အဲ့တော့ဝန်ထမ်းတွေဖို့နော်ဝန်ထမ်းတွေဖို့ကယာရုနဲ့ပတ်သက်ပြီးတော့လောက်ကင်ရတဲ့အလုပ်တွေဒါယာရုနဲ့ပတ်သက်တဲ့စာမိုးပွဲတွေဟလာဖြည့်ဆိုရတဲ့အောင်မြင်တဲ့အလုပ်နေရာပြောင်းလို့ယာရုထုတ်တဲ့ကိန်းလည်းရှိတတ်တယ်နော်နေရာအထိုင်လေးတဲ့အပြောင်းလည်းရှိပါတယ်တဲ့အဲ့တော့ငွေကြေးလက်လာပါအထုပွင့်လမ်းမဲ့အချိန်ကာလရတယ်နော်အဲ့တော့တနင်္ဂနွေသားသမီးတွေဒီတစ်ပတ်ကဒီတစ်လကတော့ငွေကြေးလက်လာပါတွေပိတ်ဆို့နေတဲ့ကန်နေရှိရင်ပွင့်လမ်းပြီးတဲ့မိမိအိမ်မှာဂန်းကော်ညွတ်ဂန်းကော်ပန်းပွင့်ဂန်းကော်ပန်းရရင်ပေါ့ပန်းလူပါကိုးဝင်လူပဲဂန်းကော်ညွတ်ရရင်ဂန်းကော်ညွတ်ကိုးညွတ်လူတန်းပြီးပါတဲ့အဲ့လိုလူတန်းချင်းအပြင်ဘာဖြစ်လာမလဲဆိုရင်ငွေကြေးလက်လာပါအထုပေါ်များစုနေတဲ့ရဝေးရနီးကနေမိတ်ဆွေရင်းချသုံးမဟုတ်မိမိရဲ့ဆွေမျိုးအုပ်စုတွေကနေတော့စိတ်မကောင်းစရာစိတ်ညစ်စရာတရင်တွေတော့ကြားရတတ်တယ်တဲ့အဲ့တော့မိမိတို့ရဲ့အိမ်တွင်းအိမ်တိုင်းမှာလည်းစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေအနည်းငယ်ဝင်တတ်တယ်တဲ့အဲ့တော့အိမ်တော်ဘက်နဲ့မိမိနဲ့ဂျားထဲမှာငွေကြီးနဲ့ပတ်သက်ရတော့၎င်းအလောက်ကိုင်းနဲ့ပတ်သက်ရတော့၎င်းစိတ်သဘောထားချင်းမတိုက်ဆိုင်တာမျိုးတွေဖြစ်တတ်တယ်တဲ့အဲ့တော့တနင်္ဂနွေသားသမီးများအိမ်တော်ဘက်ခီးထွက်ရတယ်နော်ခီးထွက်တာရုပ်ပြီးသွားတယ်ကြုံတွေ့ရတတ်တယ်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ငယ်ရွယ်သူတွေတနင်္ဂနွေသားသမီးတွေပညာရေးကောင်းတဲ့အချိန်ကာလမျိုးဖြစ်တတ်တယ်တဲ့ပညာရေးကောင်းပါတယ်နော်အဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကလေးတွေဒီတလတာကာလအတွင်းမှာတနင်္ဂနွေတွေဆောင်းပွဲကိစ္စတွေရှိပါတယ်နော်အဲ့ဒါတွေတခါတည်းပြောပါမယ်အဲ့တော့ဘာလို့ပြရမလဲဆိုလို့ရှိရင်တနင်္ဂနွေသားသမီးများပညာရေးအတွက်ဆောင်းပွဲဖြည့်မယ်ဆိုလို့ရှိရင်တော့ဂန္ဓမာပန်း9ပွင့်နော်ဂန္ဓမာပန်း9ပွင့်ဟိုဟာဂန္ဓမာပန်း9ပွင့်သစ္စာပန်းက3ညွတ်နော်3ညွတ်အဲ့ဒါလေးကိုဆံပွဲမဖြစ်ခင်မနဲ့အစောမှာလူပြီးတော့မှသွားခိုင်းပါနော်သွားခိုင်းပါမိဘတွေကစီစဉ်ပြီးတော့သွားလို့ရပါဒါကပညာရေးအတွက်ပါဒီလကတော့တီးသက်ဒါရေဒီယာလေးဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်နောက်တစ်ခုကငွေကြေးလက်လာပါပွင့်လန်းစေဖို့ကအထူးရေဒီယာအနေနဲ့ဂန်းကော်ညွတ်ဂန်းကော်ပန်းလူခိုင်းနဲ့ကြံရီပါထည့်ပြီးတော့လူရင်ပုံပြီးတော့ကောင်းပါတယ်မိမိမှာရှိတဲ့မသုံးတော့တဲ့ဟလာကလေးကစားစရာအယုတ်တွေခွက်တွေမှဘူးဟောင်းခွက်ဟောင်းတွေပေါ့နော်အခုဆိုရင်တစ်ခါသုံးပစ္စည်းတွေပေါ်တယ်
ဟလာတစ်ခါပဲမသုံးဘူးခဏခဏသုံးစရာလို့ရင်သုံးဖို့အတွက်ဆိုပြီးတော့ပွဲတာပြဲတာတွေထားရတယ်ဆိုရင် new design နဲ့စွန့်ပစ်ပေးပါအမိုက်ပုံးတွေတော့အမိုက်တွေသေချာစစ်စစ်ပြီးတော့ထည့်ပြီးမှစွန့်ပစ်ပေးပါเนาะဒါဆိုရင်ဒီဘုတ်ခန်းအောင်တန်ရှင်းမိသားဖြစ်ပြီးမိရဲ့ငွေကြေးလာပါတွေပို့ပြီးတော့ထုံးကားလာပါလိမ့်မယ်အိမ်ဖျားမှာစီတပင်း9ပွဲလူပေးပါတနင်္ဂနွေနေ့တိုင်းလူလို့ရတယ်လို့ဒီလတလားတာတော့မှမိမိတို့အစီအပြေတဲ့ရက်တနင်္ဂနွေနေ့ဇာတာပရိဟလာတောက်ကြနေ့ဒီမှာလည်းလူတန်းပြီးလို့ရပါတယ်နော်အဲ့တော့ကာလာအနေနဲ့လက်သီးနံပါတ်အနေနဲ့ကာလာအနေနဲ့ကိုထပ်ပြီးတော့ပြောပြပါမယ်ကာလာအနေနဲ့ကတော့အနီရောင်ပန်းရောင်အဝါရောင်လေးအကျိုးပေးနေပြီးတော့လက်ကီးနံပါတ်အနေနဲ့ကတော့1 4 4 2တွေအကျိုးပေးနေပါတယ်နော်1 4 2ပါ1 4 2တွေအကျိုးပေးနေပါတယ်ရှင့်ကဲတနင်္ဂနွေသားသမီးများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါလိမ့်ရှင်